ဒီပန်းလေးရဲ့အစမှာတော့ကိုချိုကအပေါ်ကနေပြုတ်ကျလာတဲ့ချိန်စာကောင်ကိုရှောင်းလိုက်နိုင်ပေမဲ့ချိန်စာကောင်ကတခါတည်းမီးနဲ့မှုတ်လိုက်ပါတယ်။အဲဒီနောက်ချိန်စာကောင်ကကိုချိုကိုထေတလားလေးမချမ်းတဲ့ကောင်မကွာလို့ပြောပြီးတော့သူ့ကိုသူကုန်းစားနေပါတယ်။ဒါပေမဲ့ကိုချိုကသူ့ချင်းနေတယ်လို့မဟုတ်ပဲနဲ့ကိုချိုကိုဘာမှမထိပဲအေးစစ်စစ်လေးပြန်ထွက်လာပါတယ်။အဲဒီနောက်ကိုချိုကသူ့ကိုပညာရှင်တွေလာမကူညီနိုင်အောင်ဒီလိုဘယ်သူမှမရှိတဲ့ချိန်တိုက်ခိုက်တာဆိုတာကိုသိလိုက်ရပြီးတော့ချိန်စာကလည်းတော်တော်လေးစီးမင်းတဲ့ချိန်စာဆိုတာကိုပါခန့်မှန်းပြီးသွားပါတယ်။ချိန်စာကောင်ကလည်းကိုချိုကိုစူးကျင်နေပါတယ်ပြားလူကောင်ကိုတိုက်ခိုက်ဖို့လွှတ်လိုက်ပေမဲ့လည်းကိုချိုနားကိုရောက်လာတဲ့ကိုပါချိန်စာကောင်တွေကလည်းရှက်ကုန်ပါတယ်။အဲ့ဒီပြားတွေကခဏကြာတော့ပောက်ကွဲသွားခဲ့ပါတယ်။ချိုတင်တင်နေတဲ့ကိုချိုကရှောင်းလိုက်ပေမဲ့လည်းအဲ့ဒီနေရာကိုချိန်စာကောင်ကလည်းလိုက်လာပြီးတော့ကိုချိုကိုမီးနဲ့ပစ်ကဖောက်ခွဲပစ်လိုက်ပါတယ်။အဲ့ဒီနောက်ကိုချိုကိုငဝိကောင်နဲ့အထင်ကြီးနေတဲ့ကောင်ပဲအမအပြစ်မရှိတဲ့ကောင်လို့ပြောနေတော့မှပဲကိုချိုကသူ့ကိုစကားလှန်ပြောလိုက်ပါတယ်သူကမီးလောင်လို့တည်သွားပြီးလို့ထင်နေပေမဲ့ကိုချိုကမတည်သေးတာကြောင့်တော်တော်လေးအံ့ဩနေတာပါအဲ့ဒီနောက်ကိုချိုကလည်းသူ့ကိုမထိသွားပဲသူနဲ့ချိန်စာဂျာရဲကအနန္နာစွာအင်ကိုထိသွားတာလို့ပြောပြီးတော့အတီးပြဖို့သူ့လက်ကိုလာကင်ခိုင်းပါတယ်ချိန်စာကောင်ကလည်းကိုချိုကတိုက်ခတ်ဟန်မပြပဲနဲ့တီတီငင်ငင်လေးနဲ့နေပြီးတဲ့လက်ကိုတွားကင်ဖို့ထိလိုက်ပေမဲ့လည်းကိုချိုလက်ကိုထိမရပဲနဲ့ဂျားထဲမှာလည်းရှက်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ကိုချိုနာကိုကတ်တဲ့သူရဲ့လှုပ်ရှားမှုတွေကနှီးသွားတာဖြစ်ပါတယ်။အဲဒီနောက်တော့ချိန်စာကောင်ရဲ့လက်ကိုကိုချိုကထိလိုက်တော့ချိန်စာကောင်ကလည်းတော်တော်လေးကိုထောပွားသွားပါတယ်။ကိုချိုကချိန်စာကောင်ပိုက်ကိုကန်လိုက်တဲ့အချိန်မှာတော့ထွက်လာတဲ့သွေးပုံစံခရမ်းရောင်တွေကလည်းကိုချိုစီကိုမရောက်သွားပဲနဲ့ဂျားထဲမှာပဲရှက်နေပါတယ်။အဲဒီနောက်3ချက်လောက်စိတ်ကန်လိုက်တာကြောင့်တောအုပ်ထိတ်ကိုရှောက်သွားပါတယ်။ဒါလည်းလည်းမပြီးသေးပါဘူး။ကက်လူလင်သွားတဲ့နေရာတိုင်းကိုကိုချိုကရောက်လာပြီးတော့ထက်ကန်ပါတယ်။ချိန်စာကောင်ကစွဲနေတော့ပေမဲ့လည်း flat ထက်မြင်နေတဲ့ကိုချိုကတော့အေးစစ်စစ်လေးပဲရှောင်းလိုက်ပြီးတော့ချိန်စာကောင်ကိုရှေကန်တဲ့ကိုကန်ချလိုက်ပါတယ်။အဲဒီနောက်ကိုချိုကတခုခုကိုတရိယာသွားခဲ့ပြီးတော့လှစ်ခနဲ့ပျောက်သွားပါတယ်။ချိန်စာကောင်ကလည်းပြန်ထားလာနိုင်တော့သူ့နေမိလေးကိုခေါ်လိုက်ရင်အနန္နာစွဲရင်ဆိုတာဒီမရှိတော့ဘူးလို့ထင်ပြီးတော့ကိုချိုပျောက်သွားတာကိုတရိထားမိသွားပါတယ်။ချက်ချင်းပဲနောက်ကနေကိုချိုပေါ်လာပြီးတော့အီတာဒိုရီခါကိုလက်တစ်ဖက်နဲ့ကန်ချီထားလိုက်ပါတယ်။အီတာဒိုရီကတော့ကြောင်နေကအောက်ကရင်နဲ့ထိလိုက်ရင်ပြုတ်ကျသွားမှလည်းကြောက်ပြီးတော့ခြေထောက်ကိုဟိုရမ်းတီရလုံးနေခဲ့ပါတယ်။ခုနကပျောက်သွားတာကလည်းအီတာဒိုရီကိုသွားပြန်ကြည့်တာဖြစ်ပြီးတော့စကားကြည့်ပြီးတော့စွဲရင်ကိုထိန်းချုပ်နိုင်နေတဲ့အတွက်လက်တွေ့ကွင်းစင်လေးချင်ပေးဖို့ခေါ်လာတာလည်းဖြစ်ပါတယ်။တစ်ဖက်ကချိန်စာကောင်ကတော့စကူနိုင်လက်ခတ်ကောင်မတည်သေးလို့အန်အောနေပြီးတော့သူနဲ့နီးတူအီတာဒိုရီကလည်းဆဲဆက်ကလောက်တွင်းကိုကျောင်းကနေဒီကိုရောက်လာလို့အန်အောနေပါတယ်။အဲဒီနောက်ခဲသူပြောတဲ့ကိုချိုကိုတိုက်လို့မရသေးဘူး။အီတာဒိုရီသူ့ကိုဖတ်လာမှာပဲကိုချိုကိုတိုက်လို့ရမယ်ဆိုတဲ့စကားကိုပြန်ကြားရောက်နေခဲ့ပါတယ်။အနာဂတ်ကိုချိချေပြီးတော့အီတာဒိုရီကိုတက်လို့မရသေးတာကြောင့်သူလည်းဘာလို့ရမလဲမဆိုပြီးတော့တွေ့ဝင်နေပါတယ်။အဲဒီနောက်ကိုချိုကလည်းအီတာဒိုရီကိုပညာသင်ဖို့ခေါ်လာတဲ့အကြောင်းပြောတော့ချိန်စာကဝင်ပြီးအောင်ဘာလို့ခေါ်လာတာလဲဆိုပြီးတော့မေးလိုက်ပါတယ်။ကိုချိုကလည်းယုံကြည်မှုအပြည့်ဖြစ်နေတဲ့လေတန်နဲ့အစ်စီပါမင်းကငဝိကောင်လေးပဲလို့ပြောလိုက်တော့ချိန်စာကောင်ကလည်းတော်တော်လေးကိုထောပွားသွားပြီးတော့သူကောင်ကနေပါမကနားရဲကနေပါမီးရထွက်လာပြီးတော့ကိုချိုကိုရောအီတာဒိုရီကပါနေပယ်လေးကိုထဲလိုက်ပါတယ်သူ့နေပယ်ထဲမှာတော့မီးရတောင်းလောင်နေပြီးတော့ချော်ရည်ပူရည်လေးတဝေးဝေးနဲ့စီးစင်းနေပါတယ်တခါမှအဲ့ဒီလိုမဖြစ်ဘူးရဲ့အီတာဒိုရီကတော့ကြောက်ပြီးတော့အံ့ဩနေပါတယ်အဲ့ဒါကိုကိုချိုကရှင်းပြပါတယ်နေပယ်ချက်တွေနာကချိန်စာစွာရီများကြီးကုန်ပြီးတော့ပြန်ရမယ့်ကောင်းကျိုးတွေကလည်းအများကြီးရှိပါတယ်နေပယ်ထဲမှာဆိုရင်ပတ်ဝန်းကျင်ကိုလိုက်ပြီးတော့ချင်းတွေကိုမြင့်တင်နိုင်ပြီးနေပယ်ထဲမှာဆိုရင်သုံးသမျှချိန်စာတိုင်းကလည်းထိပါတယ်အဲ့ဒီလိုပြောနေတော့ချိန်စာကောင်ကခိုးချိုကိုကြောက်ဆိုင်ခဲကြီးနဲ့ပြစ်လိုက်ပေမဲ့လည်းခိုးချိုကလက်လေးနဲ့ပဲထိရိုက်တာနဲ့ကြောက်ဆိုင်ခဲကြီးကပျက်စီးတော့ပါတယ်အဲ့ဒါကိုမြင်လိုက်ရတဲ့ချိန်စာကောင်ကလည်းတော်တော်လေးအံ့ဩနေပြီးတော့တခြားဂျီဂျီစုပညာတွေဆိုရင်ဒီချိန်ပြကြနေပြီလို့ပြောပါတယ်အဲ့နောက်အီတာဒိုရီကိုဆက်ပြီးတော့ရှင်းပြပါတယ်နေပယ်ထဲမှာဆိုရင်ဂျီဂျီစုပညာနဲ့ပြန်ချလို့ရပြီးတော့ခပ်ပြီးတာမျိုးကတော့လုံးဝမရပါဘူးဒါပေမဲ့လည်းနေပဲချိထားတဲ့ချိန်မှာကိုနေပဲခက်ချိတာကိုလုပ်လို့ရပါတယ်။အဲ့ဒီချိန်ဆိုရင်ချိန်စာနဲ့လုံးနိုင်ဆွဲပုံမှုတည်ပြီးတော့ပိုစွာကြီးတဲ့သူကအနိုင်ကြပါတယ်။စိတ်တူနေတဲ့ချိန်စာကောင်ကကိုကျိုကိုပြဖြစ်ပြောင်းလိုက်မယ်လို့ကြုံသွားပြီးတော့ဘီနာကချော်ရည်ပူတွေနဲ့ကြောက်ခဲတွေကိုကိုကျိုစီကိုပြစ်လိုက်ပေမဲ့လည်းကိုကျိုစီကိုမရောက်ပဲနဲ့ဂျားထဲမှာပိတ်ဆက်သွားခြင်းကိုကျိုကလည်းသူ့ရဲ့နေပဲကိုချဲလိုက်ပါတယ်။အဲ့ဒီချိန်ကိုကျိုရဲ့နေပဲကအနိုင်ရရှိသွားပြီးတော့ချိန်စာကောင်ကလည်းရှုံးနေတဲ့အတွက်ထူပူပြီးတော့ရှက်နေကဘာမှမခံစားရတယ်လို့ဘာမှမမြင်ရပဲဖြစ်နေပါတယ်။ကိုကျူရဲ့နေပယ်ထဲမှာဖြစ်နေတာကြောင့်အဲ့ဒီလိုဖြစ်နေတာလည်းဖြစ်ပါတယ်။ကိုကျူကချိန်စာကောင်ကိုခေါင်းကနေကင်ပြီးတော့ကြားနေရပေမဲ့လည်းဘာမှမလုပ်နိုင်တာကတနာစရာပဲ။တိမဲ့ဆိုရင်တော့အတင်းချီကြတော့မှဆိုပေမဲ့လည်းမေးစရာရှိလို့ဒီလောက်နဲ့ပဲတော်လိုက်ရအောင်ဆိုပြီးတော့သူကောင်းကိုဖြည့်ယူပြီးနေပယ်ထဲကနေထွက်လိုက်ပါတယ်။အဲ့နောက်ပြုတ်နေတဲ့ခေါင်းကိုနင်းပြီးတော့မေးခွန်းနေမေးပါတယ်။အဲ့ဒီရဲ့ပြင်ပတောင်ပေါ်တနေရာမှာတော့ကိုကျုကိုကြည့်နေတဲ့ခဲတူနဲ့နောက်ထပ်ချိန်စာတစ်ကောင်ရှိနေပြီးတော့ခုမှဆိုရင်အခုသွားကူလိုက်ဖို့ပြောပါသူကတော့ကျောင်းကလူတွေမြင်ဖို့မဖြစ်နိုင်ဘူးဆိုပြီးတော့ထထွက်သွားပါခေါင်းပြုတ်ခံနေရတဲ့ချိန်စာကောင်ကတော့တေကန်ကြီးအခြေအနေမှာတော့တစ်ချက်မှမလျှော့ပါဘူးအဲ့ဒီချိန်သူတို့နားကိုပန်းတွင်ရုတ်တရက်ရောက်လာပြီးတော့သူတို့နှစ်ယောက်လည်းပန်းရက်နဲ့လေးတွေစီမှာနှစ်မျောသွားခဲ့ရပါဟဲ့တော့တတိပြန်ဝင်လာတဲ့ချိန်စာကောင်ကလည်းအီတာတိုရီခြေထောက်ကိုနှွေကျိုးနဲ့ရစ်ပတ်လိုက်ပြီးတော့ကိုကျုခြေထောက်အောက်ကနေပြီးတော့ခေါင်းကိုပြန်ယူပြီးတော့ပြေးပါအီတာတိုရီကလည်းသူကအဆင်ပြေပြီးတော့အဲ့ဒီချိန်စာကောင်နောက်ကိုပဲလိုက်ဖို့ပြောပေမဲ့လည်းအီတာတိုရီကမပြေးသေးတာကြောင့်ကိုကျုလည်းနေပင်ကိုဖျက်လိုက်တဲ့အချိန်ချိန်စာကောင်တွေကလည်းခြေရဖျောက်သွားပါပြီကိုကျူကတော့ချိန်စာကောင်တွေပမာနေလဲလို့ခံမှန်းနေချိန်မှာအီတာတိုရီကတော့အလူးလေးတောင်းမှန်နေရပါတယ်အဲ့ရောက်ကိုကျူကအီတာတိုရီကိုအကုန်လုံးကိုအဲ့ဒီချိန်စာကောင်နဲ့တိုက်ခိုက်ခြင်းနဲ့လောက်တဲ့အထိကိုတတ်မှစီတင်ကြောင်းပြောပြပါတယ်နောက်တစ်လအထိကိုသူနဲ့အတူတိုက်ခိုက်ရင်းနဲ့မူဗီကြည့်ရမယ်လို့ပြောလိုက်ပါတယ်အီတာတိုရီကတော့နောက်တစ်လအထိကိုသူအသက်ရှင်နေနိုင်ဖို့ဆူတောင်းပြရစီအောင်လို့ပြောပါတယ်
ကိုဂျိုကတော့သူ့ကိုဘာလို့ရှေ့ဆက်လုပ်ရမလဲဆိုတာတော့မှအကုန်စဉ်းစားပြီးဖြစ်ပြီးတော့ကျောင်း event မှာအီတာတိုရီကိုထုတ်ကြွမယ်လို့ပြောပါတယ်အီတာတိုရီကတော့ကျောင်း event ကိုတော့မှဘာမှန်းတော့မသိခဲ့ပါဘူးခဲတူကတော့တိုက်တစ်ခုရဲ့တကားပေါက်တစ်ခုကိုဖွင့်ပြီးတော့အထင်းဝင်လိုက်တာနဲ့အပြင်းနဲ့တစမ်းမှမတူတဲ့ကမ်းခြေတစ်ခုကိုရောက်သွားပြီးတော့အဲ့ဒီမှာတော့မကီတိုကစားထိုင်ဖက်နေခဲ့ပါတယ်အဲ့ဒီနောက်တော့ဇက်တိုက်ပဲကျေးဇာနှကောင်ကပြန်ဝင်လာပြီးတော့ခဲတူကတော့အေးစီရဲ့လေတံနဲ့ကိုဂျိုဆွားကိုတီးပြီးဖလားသူ့ကိုတီးကြတဲ့အချိန်ရောက်မှချိတ်ပိလို့ရမယ်အဲ့ဒီအချိန်ကအော်တိုဘာ30ရှိတဲ့ဘဝမှာလို့ပြောလိုက်ပါတယ်အဲ့ဒါကိုမဟီတူကလည်းထောက်ကန်ပြီးတော့ချိန်စာလူကယူလူကလင်းလေးမမနေကြတာပေါ့ဆိုပြီးတော့ပြုံးပြီးတော့ပြောလိုက်ပါတယ်မဲဂူမီနဲ့နိုဗာရာကတော့လေ့ကျင့်ရေးစင်းနေကြပြီးတော့ပန်နိုင်ကတော့မီကီကသူတို့နှစ်ယောက်ဒီရိုက်ထားတာကြောင့်စိတ်ပူနေပါတယ်။ဘာလို့လဲဆိုတော့ကျူတိုကကြောင်ကြီးကလာမှဖြစ်ပြီးတော့ကိုဂျိုကပထမနှစ်တွေကိုအထူးစင်းနဲ့တိုက်ခိုက်စေဖို့စစ်လို့ထားတာကြောင့်သူတို့တွေနဲ့စကားများနေတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်သူတို့ចောင်းသားတွေကပထမနေ့ကလေးတွေကိုအနိုင်ကျင့်မှစိုးနေတာပါအဲ့ဒီအချိန်မှာကျွေးစီအေးဆက်လေးမှာအေးတောင်းနေတဲ့မဲဂူမီနဲ့နူဗာရာနာကိုတူတူနဲ့မိုင်းကရောက်လာခဲ့ပါတယ်မိုင်းကမီကီနဲ့အမွှာတွေပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ကလည်းတတိယနှစ်တွေဖြစ်ပြီးတော့သူတို့နေရာမှာစားထိုးရှေ့ပြန်ရမယ်ပထမနှစ်တွေကိုကြည့်လို့မရလို့ပြဿနာလာရှာတာပဲဖြစ်ပါတယ်မိုင်းကလည်းသူတို့နှစ်ယောက်ကိုအီတာတိုရီကဂျီဂျီဆူပီနာရှင်တွေမဟုတ်ဘဲနဲ့ကျေးစားကောင်းမယ်လို့ပြောတော့သူတို့နှစ်ယောက်ကလည်းစိတ်တူသွားခဲ့ပါတယ်အမေလည်းပြဿနာတွေမဖြစ်ချင်တော့တဲ့နေရာလုံးကငြိမ်နေလိုက်ပါတယ်အဲ့ဒီချိန်တိုတိုကစိတ်တူပြီးတော့မဲဂူမီကိုဘလူးစော်လေးတွေကြိုက်လဲဆိုပြီးတော့မေးလိုက်ပါတယ်ရုတ်တရက်မေးလိုက်ကကြောင့်သူတို့လည်းကြောင်သွားခဲ့ရပါတယ်တကယ်တော့သူတို့ကြိုက်တဲ့စော်ပုံစံတွေကိုခွဲခြားပြီးတော့သူတို့ရဲ့စိတ်နေစိတ်ထားကိုခံမှန်းလို့ရလို့ပဲဖြစ်ပါတယ်မိန်းမတွေကိုမကြိုက်တဲ့ယောက်ျားတွေကပြည့်စရာကောင်းတဲ့ကောင်းနေဖြစ်ပြီးတော့တိုတိုကအဲ့ဒီလူတွေကိုမှုန်ပါတယ်အဖြစ်ပေါ်မူတည်ပြီးတော့မတေမရှင်းဖြစ်အောင်လို့တမပေးမယ်လို့ပဲပြောလိုက်ပါတယ်လူဗာရာကတော့မိုင်းဝစ်ထားတဲ့နေရာတီကျောင်းဝစ်ဆောင်ကိုပဲကြိုက်နေပြီးတော့သူတို့ပြောတဲ့စကားတွေပေါ်မှာအာယုံမလာပါဘူးမဲဂူမီကတော့လူဗာရာမှာလက်နဲ့မပါလို့ခြိုင်ရင်သူတို့ပဲခံမယ်လို့ဆိုတာကိုသိရကြောင်းပညာသားပပနဲ့ရှာမှုပဲစကလုံးရှာနေခဲ့ပါတယ်အဒီနောက်ကြိုက်တဲ့မင်္ဂလိပုံစံမဟုတ်ပဲတန်ဖိုးရှိတဲ့မင်္ဂလိဆိုရပါပြီလို့ပြောလိုက်ပါတယ်အဖေကကောင်းသားပေမဲ့လည်းမဲဂူမီကတော့အလိုပေးမခံလိုက်ရပါဘူးပြည့်စရာကောင်းတယ်လို့ပြောပြီးတော့လက်နဲ့ဆွဲယူလိုက်တာနဲ့မဲဂူမီကတော့တူတူရဲ့လက်မောင်းကြီးတွေနောက်မှာညှက်သွားခဲ့ပါတယ်အဲ့နောက်ဆွဲလို့ပြလိုက်တော့နိုဗာရာကသူ့ကိုသွားခုချင်းနေပေမဲ့လည်းဘိုင်းကသူတို့ရဲ့နောက်ကနေပြီးတော့တိုင်းဖက်လိုက်ပါတယ်အဲ့ဒါကြောင့်နိုဗာရာကလည်းအမှားဆိုတော့အချင်းတူပဲထင်ကမိုင်းခက်မီကီကအစတရားပူလာတယ်ပြောတော့နိုဗာရာဘိုက်ကိုတနက်နဲ့ထောက်ခံလိုက်ရပါတယ်အဲ့ဒီနောက်မဲဂူမီကအရှင်နှစ်ကဂိတ်တူတိုက်ခိုက်မှုမှာအစင်းမြေကျေးစားကောင်း9កောင်ကိုတကောင်နဲ့ချတဲ့တူတူဆိုတာကိုတူတိသွားပါတယ်မဲဂူမီကလည်းတူတူကိုမင်းချင်းစာမတုံးတက်ဘူးဆိုတာဟုတ်လားလို့မိလိုက်တော့တူတူကအထူးအစ်စ်အနေနဲ့တွေးမှချင်းစာသုံးတာလို့ပြောလိုက်ပါတယ်ဒါပေမဲ့လည်းမဲဂူမီကရှင်းနိုင်တာတိလို့ချင်းစာစွမ်းနဲ့ဖားရီကိုထုတ်လိုက်ပြီးတော့တိုင်ဘက်ကအနီးကတန်မာတဲ့လူမို့လို့အဝေးကနေတေးချချရမယ်ဆိုပြီးတော့ရှေ့ထွက်လိုက်ပါတယ်အဲ့ဒီနောက်တူတူကမဲဂူမီကိုခါကနေကန်ပြီးတော့စမတ်တောင်းကျွေးလိုက်ပါတယ်မဲဂူမီကတော့တင်မလားရှင်မလားတော့မှမတေးကြတဲ့ဘဝကိုရောက်နေပြီပဲဖြစ်ပါတယ်တူတူကလည်းအားပြင်းလုံးတာကြောင့်လက်တိတစ်ချက်ထိုးပြီးတော့တွင်သွားတာနဲ့ကိုမှတိုက်နေရနေပါအကုန်ပိုင်းအဲ့ဒီနောက်မပြီးသေးပါဘူးလို့ပြောပြီးတော့ထိုးလိုက်တာဒီဘက်စားကထိုးလိုက်ကဟိုဘက်တိုက်ထီကိုပါပေါက်ထွက်သွားပါတယ်အဲ့ဒီနောက်လေဘော်ထီကိုလင်းထွက်သွားတဲ့မဲဂူမီကိုထပ်ထိုးဖို့လိုလိုက်တဲ့အချိန်မှာမဲဂူမီဖားရှာတွေကသူ့လက်ကိုဖန်ချိုလိုက်ပါတယ်အဲ့ဒီဖားရီရှာတွေကိုတူတူကတခါလေးရှုံးပြီးတော့ဖျက်ပြေးလိုက်ပါတယ်မဲဂူမီကလည်းမာနာထိခိုက်သွားပြီဖြစ်တာကြောင့်တိုက်ခိုက်ဖို့လိုလိုက်တဲ့အချိန်မှာသူ့ကိုပေါ်လာပြီးတော့သူ့ပါဇက်ကအုပ်ထားတဲ့အင်ကြီးကစစ်ကိုဖွင့်ပြီးတော့မလုံနဲ့လို့ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကြောင့်တူတူကလည်းလှုပ်လို့မရတော့ဘဲနဲ့ရက်သွားတဲ့အချိန်မှာပန်နာပေါ်လာပြီးတော့သူ့ကိုပိတ်ထိုးလိုက်ကလင်းထွက်သွားခဲ့ပါတယ်အဲ့ဒီနောက်ပန်နာတို့ကိုတွေ့တော့တူတူကလည်းပြန်တော့ဖို့လုပ်ပြီးတော့မဲကူမီကိုတရှင်းချက်ကြည့်ပြီးတော့မင်းကအမြဲပြင်းစရာကောင်းတော့တာမဟုတ်ဘူးပဲဆိုပြီးတော့ပြောလိုက်ပါတယ်တစ်ဖက်ကနိုဗာရာကတော့မိုင်းနဲ့ချနေရပြီးတော့ရဲနေတဲ့နိုဗာရာကိုပြစ်တက်ဖို့မိုင်းကတနက်နဲ့ချိန်ထားခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီချိန်မက်ကီရောက်လာပြီးတော့သူ့တုံးနဲ့တနက်ချိန်နေတဲ့လက်ကိုတားလိုက်ပါတယ်အဲ့ဒီနောက်တယောက်တစ်ခုစကားများကြပြီးတော့မက်ကီကမိုင်းကိုပစ္စည်းတွေတဲကချိန်စာပဲထည့်တက်တာလားလို့ပြောပြီးတော့မိုင်းကလည်းမက်ကီကိုချိန်စာဆွဲအိမ်မရှိတဲ့လူလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်နိုဗာရာကလည်းထလာပြီးတော့မိုင်းကိုနောက်ကနေတိုက်ဖက်ပြီးတော့ချုပ်လိုက်ပါတယ်အဲ့ဒီနောက်သူအားကစားဝစ်စုံတွေကိုအပေါက်ပြဲတွေဖျောင်းလို့လုံးလိုက်လို့မိုင်းအားကစားဝစ်စုံကိုချုပ်ခဲ့ဖို့ပြောပါတယ်။မိုင်းကလည်းနိုဗာရာကိုခြေတံတူတူလေးနဲ့ကောင်းမှကဝစ်လို့မရဘူးဆိုပြီးတော့ထပ်ခနေပါတယ်။အဲ့ဒီချိန်တူတူကန်ရောက်လာပြီးတော့မိုင်းကိုပြန်ဖို့ပြောပါတယ်။နိုဗာရာကလည်းကြောင်သွားပြီးမဲကူမီတော့တိတ်ပြီးလို့တွေးလိုက်ပါတယ်။မိုင်းကဆက်ချခြင်းရတာကိုတူတူကတူချိုမှရေးကြည့်လို့ဆရာရှိရလို့ပြောပါတယ်။အဲ့ဒီရေးကြည့်လို့ဆရာကတူတူအိုက်ဒေါ်ရဲ့လက်ဆွဲနှုတ်ဆက်ပွဲပဲဖြစ်ပါတယ်။အဲ့ဒါကိုကြားလိုက်ရတဲ့၃ယောက်လုံးကတော့ကြောင်သွားခဲ့ပါတယ်။အဲ့ဒီနောက်ပွဲကိုအမိမရောက်နိုင်ရင်ဘာလို့မိမလဲမသိဘူးဆိုပြီးတော့ချင်းချောက်ပြီးတော့မိုင်းကိုပြတ်ခေါ်သွားခဲ့ပါတယ်။ဆက်ချခြင်းနေတဲ့နိုဗာရာကိုမက်ကီကဒုံးနဲ့ခေါင်းကိုခောက်ပြီးတော့ event ရောက်မှအသေးသမပြီးမယ်လို့ပြောလိုက်ပါတယ်။အဲ့နောက်သူတို့အတူတူလမ်းလျှောက်လာကြပြီးတော့နိုဗာရာကမိုင်းပြောတဲ့အတိုင်းမက်ကီကခြေစားစွမ်းအိမ်မရှိဘူးဆိုတာဟုတ်လားဆိုပြီးတော့မေးခဲ့ပါတယ်။မက်ကီကညံ့မပါရင်ခြေစားတွေကိုမမြင်နိုင်ဘူးဆိုပြီးတော့ရှင်းပြလိုက်ပါတယ်။အဲ့ဒါကြောင့်သူကခြေစားနဲ့လှုပ်ထားတဲ့လက်နက်တွေကိုပဲသုံးတာဖြစ်ပါတယ်။အဲ့ဒါဆိုရင်ဘာလို့ဂျီဂျူဆူပီနာရှင်လာလို့လဲလို့မိတော့မက်ကီကအင်ကိုရွေးတိုက်ဖို့လုပ်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။နိုဗာရာကလည်းအဖြေကိုကြိုက်သွားပြီးတော့သူတို့နှစ်ယောက်လည်းရှင်းနေလာကြပါတယ်။တစ်ဖက်မှာကျူတိုရဲ့ကျောင်းကြီးကတူတိုကကျောင်းကြီးလာကိုစောင့်နေတဲ့အချိန်မှာခူကျူဝင်လာပြီးတော့နောက်2နာရီမှရောက်မှလို့ပြောပါတယ်။ဘာလို့လဲဆိုတော့အချိန်စီးမှားပြီးပေးလိုက်မိလို့ပဲဖြစ်ပါတယ်။အဲ့လိုအချိန်စီးမှားပေးရအောင်လဲအီဂီချီကိုခူကျူကချင်းချောက်ထားတာဖြစ်ပါတယ်။အဲ့ဒီကျူတိုကကျောင်းကြီးကိုအီဒါတိုရီကိစ္စကိုတမိန်လောက်တာတူတိကြောင်လာပြောပါတယ်။
ကိုကျိုရဲ့ကြောင်းအောင်ကြီးရဲ့တက်တော်ဆောင်ကအပြင်ပိုင်းမှာတင်းမာနေပေမဲ့လည်းကိုကျိုရဲ့ fan ဖြစ်ပါတယ်အဲဒါကြောင့်သူစကားပြောတာကအစားတဖြုတ်ဖြုတ်ကျွေနေပါတော့တယ်မနေ့ကဘာမှမသိရဲ့စင်းမြင့်ချင်းစာကောင်တိုက်ခိုက်တာခံလိုက်ရပြီးတော့အဲ့ဒီချင်းစာတွေကိုပြန်တိုက်ခိုက်ဖို့ရုံငယ်ရင်းမြစ်လုံလောက်မရှိဘူးလို့ပြောပြီးတော့ပြန်ထွက်သွားပါတယ်။အဲ့နောက်မှာတော့တူတူကတော့သူ့အိုက်တော်ရဲ့ပွဲမှာခုနကမဲကူမီကိုတိုက်ခိုက်ဖို့လုပ်ခဲ့တဲ့ပုံစံစီနဲ့တခြားစီဖြစ်နေပြီးတော့နှူးရွနေခဲ့ပါတယ်။အဲ့နောက်တလကြာပြီးတဲ့အချိန်မှာတော့ရုပ်ရှင်ရုပ်တစ်ခုမှလူတက်မှုဖြစ်ပွားပြီးတော့နောက်ပြီးလန်ကြားကနေပြီးတော့ထွက်လာတဲ့မဟီတူနောက်ကိုကောင်းလေးတယောက်ကလိုက်လာပြီးတော့အတာမင်းတို့လိုက်တာမဟုတ်ဘူးလားလို့ပြီးတော့မဟီတူကလည်းမင်းကကိုမင်းရလားဆိုပြီးတော့ပြုံးပြလိုက်ပါတယ်။အဲ့ဒီနောက်ဒနာမီနဲ့အီဒါတိုရီတို့နေအောင်ရုပ်ရှင်ရုံကိုရောက်လာပြီးတော့လူတင်မှုအတွက်လာဆုံဆန်းဖို့လာရင်းနဲ့ပဲဒီပိုင်းလေးကလေးဓမ္မတွေပဲပြီးဆုံးသွားခဲ့ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ပိုင်းမှာပြန်တွေ့ကြရအောင်